တော့ဒီမှာဆရာတို့က algebra sorry ဟိုက integral မှာရှိတဲ့ bind နဲ့ substitution ခွဲပုံခွဲနည်းလေးတွေပြောပြပါမယ်အဲ့တော့ဒီမှာဆရာတို့ဒီမှာ pair 1ဆိုပြီးတော့ရေးထားပါတယ်အဲ့လေးချက်ကြည့်ပါမယ်အဲ့တော့ဒီမှာ question နှစ်ပုဒ်ပေးထားပါတယ်ပထမတစ်ပုဒ်ကဆရာတို့က integral integral ပြီးသွားရင် h e power h square dh ပါဒုတိယတစ်ပုဒ်ကကျတော့ integral h e power h dh ပါဒီပုဒ်စာနှစ်ပုဒ်မှာဆရာတို့ကဘယ်ကောင် substitution method ဘယ်ကောင် bind ဆိုတာခွဲပါမယ်အဲ့လိုခွဲဖို့အတွက်ပထမဆုံးချက်ကဆရာတို့ကဘာလုပ်ရမလဲဆိုတော့အထဲမှာရှိတဲ့ function လေးတွေကိုလိုက်ကြည့်ပါကြည့်ပြီးသွားရင် differentiate လုပ်မယ်အဲ့တော့ဒီနေရာမှာဆရာတို့က h square ကိုကြည့်ပါ h square ကိုဆရာတို့ differentiate လုပ်တော့ 2h dh h dh ပါပါတယ်ဒါဆိုရင် substitution method လုပ်လို့ရပါပြီဒီဘက်ချမ်းမှာရှိတဲ့ h e power h dh မှာကျတော့အဲ့လိုမရပါဘူးဘယ် function ကိုပဲကြည့်ပါ h ကို differentiate လုပ်ရင်ဆရာတို့က dh ရပါမယ်အဲ့တော့ dh ကိုအစားသွင်းလိုက်တဲ့အခါမှာ h ကအစားသွင်းလို့မရတော့ပါဘူးအားကြောင့်ဒီလိုပုံစံမျိုးဆိုရင်ဆရာတို့က bind ပတ်သုံးပါမယ်အဲ့တော့ bind ပတ်မှာ lia te ဆိုတဲ့အစဉ်လိုက်လေးသိဖို့လိုပါတယ်ဒါက algebra function e power h က exponential function ပါဒါကြောင့်မလို့ဆရာတို့ကဒီကောင်အစဉ်လိုက်လေးပါထားပေးရလဲဆိုတော့ယူထားပေးရတာပါအဲ့တော့ယူထားပေးရတာဖြစ်တဲ့ကြောင့်မို့let u equal to က h ဖြစ်ပါမယ် u differentiate လုပ်တော့ du equal to ဆရာတို့ dh ရပါမယ်ကျန်တာကို dv ထားမယ်ဆိုတော့ e power h dh ပါdv ကို integral လုပ်တော့ v ပါ e power h ကို integral လုပ်တော့ e power h ရပါမယ်ဟုတ်ပြီနော်ပြီးတော့မှဒါလေးကို substitution method လေးနဲ့ဆက်ပြီးတော့သုံးပါမယ်အဲ့တော့ဒီမှာ algebraic နဲ့ exponential function ရဲ့နှစ်ခုပေါ့နော်ဆရာတို့အဲ့နှစ်ခုမှာဟာလာဘယ်ကောင် substitution ဘယ်ကောင် bind ဆိုတာလေးခွဲအောင်တစ်ခါလေးခွဲပြထားတာပါအဲ့တော့ဒီမှာ substitution ကိုသုံးတယ် integration bind ကိုသုံးပါတယ်အဲ့မယ်နော်ဒီလိုမျိုးလေးခွဲပြရပါတယ်ခုနကဆရာပြောတဲ့အတိုင်းလေးပေါ့နော်နောက်တစ်ခုလေးဆက်သွားကြည့်ပါမယ်နောက်တစ်ခုမှကျတော့ဆရာတို့က algebra နဲ့ဘာနဲ့ခွဲမှာလဲဆိုတော့ trigo နဲ့ခွဲမှာပါအဲ့တော့ algebraic နဲ့ trigo နဲ့မှာဆရာတို့ဟာလာ bind ရဲ့ substitution method ရဲ့ခွဲပုံခွဲနည်းလေးအဲ့တော့ပထမမေးခွန်းက integral h cos ပြီးတော့အထဲထဲမှာ h square dh ပါဒုတိယပုဒ်က integral h cos h dh ပါဒီလိုလာပါမယ်အဲ့တော့ဒီနေရာမှာဆရာတို့က h cos h square dh အဲ့ဒီနေရာမှာခုနက substitution method ရဲ့သဘောတဘာဝအရဆရာတို့ကအစားထိုးတရားရှိရပါမယ်အဲ့တော့ဒီနေရာမှာ h square ကို differentiate လုပ်လိုက်မယ်စိတ်ထဲမှာ 2h dh ရပါမယ်သဘောတရားကဘယ်လိုမျိုးလဲဆိုတာဆရာလေးမှာပြပါမယ်နော် let u equal to h square ကိုထားလိုက်ပါမယ် du equal to power ရှေ့ချတစ်လုံး short ဆိုရင် 2h dh ရပါမယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့အစားထိုးရပါက h dh မှာအစားထိုးရမှာဖြစ်တော့နှစ်ကဒီဘက်လာစားပါမယ်အဲ့တော့ 1/2 du equal to h dh ပါရမယ်နော်ဒါဆိုရင်ဒီကောင်လေးကိုဆရာတို့ကဟာလာဒီ h dh နေရာမှာ 1/2 du စားသွင်းမယ် cos u ဆိုပြီးတော့ဆရာတို့ integral လုပ်လိုက်ရင်ရပါပြီဒီဘက်ချမ်းမှာ integral h cos h dh ဒီကောင်ကိုကျတော့ဆရာတို့ကခွဲခြားဖို့အတွက်ပေါ့နော် h cos h dh ကို h cos h dh ကိုဆရာတို့က substitution method လိုမျိုးပြန်ပြီးတော့အစားသွင်းဖို့ထည့်စရာမရှိပါဘူး h ကို differentiate လုပ်ရင် 1 dh ရပါတယ်အဲ့တော့အရှိရ h ကြီးပိုနေပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုပုံစံမျိုးဆိုရင်ဆရာတို့တွေကသူ့ကိုဘာလုပ်မလဲဆိုတော့ bind တွက်ပါမယ်အဲ့တော့ဒီကောင်က algebra ဒီကောင်ကဆရာတို့ trigo ပါတကယ်ပြန်စဉ်းစားကြည့်ရင်ဒီကောင်လည်းဒီလိုပါပဲနော်ဒီကောင်က algebra ဒီကောင်က trigoဟုတ်ပြီနော်အားကြောင့်မို့စာသင်ငယ်တွေကဆရာပြောတယ်နော်အဲ့လိုမျိုးကြီးမတူတိုင်းဆရာတို့က bind သုံးရမယ်လို့မဟုတ်ပါဘူးနော်ဒီမှာခွဲခြားမခွဲခြားနေလေးပြောထားပါတယ်အဲ့တော့ဆရာတို့က bind ရ liate ပါ liate ဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ let u ကိုဆရာတို့က h ထားပါမယ် du equal to က dh ရပါမယ်ကျန်တာကို dv ထားပါမယ် cos h dh ပါအဲ့တော့ v equal to cos ကို integral လုပ်တော့ sin h ရပါမယ်ပုံဒီနည်းက integral u dv equal to uv minus integral v du ဒီပုံဒီနည်းလေးမှာဆရာတို့အစားထိုးပေးရပါမယ်ကဲနောက်တစ်ခု pair 3ဒီပုဒ်စာမှာကြတော့ဆရာတို့ကဘာတွေပါလာလဲဆိုတော့ logarithmic differentiation ပေါ့နော်ဆိုတော့ logarithmic function ကို integration လုပ်တာပါဒီနေရာမှာ substitution နဲ့ bind ကိုခွဲဖို့အတွက်ပုဒ်စာနှစ်ပုဒ်ပေးထားပါတယ် integral ln h by h dh ရဲ့နောက်တစ်ခုက integral h ln h dh ရဲ့ပါ
ကဲဟုတ်ပြီဒီပု္ပ္ပစာနှစ်ပုဒ်ကိုဆရာတို့က integral ခွဲတဲ့အခါမှာဆရာတို့နော် method ကိုခွဲတဲ့အခါမှာ ln h ကို differentiate လုပ်ရင် 1/a ရပါတယ်အဲဒါကြောင့်မလို့ log ပါလာပြီပိုင်းကြီးမှာ h ပါလာပြီဆိုရင်ဆရာတို့ substitution method ကိုအရင်ဆုံးကြည့်ကြည့်ပါမယ်ဟုတ်ပြီနော် substitution method ကိုကြည့်ကြည့်ပါမယ်ဘာကြောင့်လဲဆိုတော့ ln ကို differentiate လုပ်ရင်ဆရာတို့က 1/h ရလို့ပါအဲ့တော့ဒီပု္ပ္ပစာမှာဆိုရင် let u equal to ln h ပါအဲ့တော့ du equal to ln h ကို differentiate လုပ်တော့ 1/h dh ပါဒီနေရာမှာ ln h by h က 1/h ln h dh နဲ့အတူတူပါပဲအဲ့ဒါကြောင့်မို့ 1/h dh နေရာမှာ u စားသွင်းမယ် ln h နေရာမှာ u စားသွင်းမယ်ဒါဆိုရင် integral လုပ်လို့ရပါပြီဒီဘက်ချမ်းမှာကျတော့ဆရာတို့ h နဲ့ ln h နဲ့ ln ကိုဆရာတို့ differentiate လုပ်တော့ 1/h ရတာပါအပေါ်မှာ h ရတာမဟုတ်ပါဘူးပိုင်းကြီးမှာ h ဖြစ်တာပါဒါကြောင့်မလို့ဒီကောင်လေးကိုဆရာတို့ကဟာလာဘိုင်ဘတ်သုံးပါမယ်ဒီကောင်က algebra ဒီကောင်က law ပါအဲ့တော့ဆရာတို့ရဲ့ LIATE အရာဆိုရင် let u equal to ln ထားပါမယ်အဲ့တော့ differentiate လုပ်တိုင်းမှာဆရာတို့က law တွေကိုယူထားပါအောင်ဆို integral လုပ်တိုင်းမှာ law တွေကိုယူထားပါမယ်ဘာကြောင့်လဲဆိုတော့ဆရာတို့ဒီမှာ law ကိုပဲ differentiate လုပ်လို့ရတာပါ integral လုပ်တဲ့ပုံစံนี้မရှိပါဘူးเนาะ du equal to ln h ဆိုတော့ 1/h dh ရပါမယ်ဟုတ်ပြီနော် 1/dh ရပါမယ်ကျန်တာကို dv ထားမယ် dv equal to က h dh ပါအဲ့တော့ v equal to ပြီးတော့ power 1ပေါင်းမယ် h square by 2တရားရပါမယ်ပြီးတော့ပုံစံနည်းက integral udv equal to uv minus integral vdu ဆိုတဲ့ပုံစံနည်းမှာအစားထိုးပြီးတော့တွက်လိုက်ရင်ရပါပြီဟုတ်ပြီနော်ဒီမှာလည်းရှင်းပြထားတဲ့ချက်လေးရှိပါတယ်အဲ့တော့ therefore ဒါကတော့ဆရာတို့ဗာလေးလာတာလဲဆိုတော့ trigo တွေပေါ့နော် trigonometric variation အဲ့ trigo နှစ်ခုပါဒီနေရာမှာ trigo နှစ်ခုမှာပထမတစ်ပုဒ်က integral ဆရာတို့ sin h sin h နဲ့ cos h နဲ့မြှောက်ထားတာပါ dh ပါဟုတ်ပြီနော်အဲ့မှာဆရာတို့က substitution method လေးသုံးလို့ရပါတယ် cos ကို integral လုပ်ရင် sin ရတယ်ဒါမှမဟုတ်လဲ sin cos ကို differentiate လုပ်ရင် minus sin ရတယ် sin ကို differentiate လုပ်ရင် cos ရပါတယ်အဲ့မှာအစားထိုးလို့ရပြီးတော့ပုံစံတွက်လို့ရပါတယ်နောက်တစ်ခုကကျတော့ integral h sin h dh ပါဒီနေရာမှာဘိုင်ဘတ်မှာကျတော့ဆရာတို့ကဒီမှာဟာလာ function ဆရာတို့ဒီမှာမတူတဲ့ပုံစံပေါ့နော်အဲ့တော့ဒီကောင်က algebra ဒီကောင်က trigo ပါအဲ့တော့ LIATE အရာဆိုပြီးတော့ဆရာတို့က u ကို h ထားပါမယ် dv ကို sin dh ထားပြီးတော့ဆရာတို့ကဘိုင်ဘတ်နည်းနဲ့ integral လုပ်လို့ရပါတယ်ရမယ်နော်အဲ့တော့ခွဲခြားဖို့ခွဲခြားကြီးကတိတ်တော့ခက်ခဲနေရကြီးတော့မဟုတ်ပါဘူးပေါ့နော်ဒီမျိုးလေးခွဲလို့ရပါတယ်အခုဒါနောက်တစ်ခုပေါ့နော်နောက်တစ်ခုကဆရာတို့ကဘာလေးကိုခွဲမှာလဲအဲ့တော့ချက်ကြည့်ကြည့်ပါမယ်နော်ဒီမှာနောက်ထပ်တစ်ခုဆရာတို့ဘာလေးတွေကိုခွဲမှာလဲဆိုရင်ပထမတစ်ခုကအဲ့တော့ပထမတစ်ခုကဆရာတို့က integral နော်ဒီမှာသူ့ရဲ့မိကုန်းလေးအောက်မှာအကြီးလေး integral 2h + 3 by a square + 3h + 5 dh ပါဒီဘက်မှာကျတော့ integral ပြီးတော့ရင် 2h + 3 by a square + 3h - 4 dh ပါကဲဟုတ်ပြီဒီနေရာမှာဆရာတို့ကတစ်ချက်ကြည့်ရမယ့်ချက်ရှိပါတယ်เนาะအဲ့ဒါပါလေအောက်ကကောင် differentiate လုပ်ရင်အပေါ်ကကောင်ရတယ်အဲ့တော့အောက်ကကောင် differentiate လုပ်ရင်အပေါ်ကကောင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ကဟာလာဘာသုံးလို့ရလဲဆိုတော့ substitution method သုံးလို့ရပါတယ်ဟုတ်ပြီနော်ကဲဟုတ်ပြီအဲ့တော့ဒီနေရာမှာတစ်ချက်ကြည့်ရမယ့်ချက်ရှိပါတယ်အောက်ကကောင် differentiate လုပ်လို့အပေါ်ကကောင်ရတာ2 + 3ပါဘယ်ဘက်ညာဘက်ချမ်းမှာလည်းအောက်ကကောင် differentiate လုပ်အပေါ်ကကောင်ရတယ်ကဲမတူတာပါရှိလေမတူတာကအောက်မှာဆရာတို့က factorize လုပ်တာပုံစံကိုကြည့်တာပါဒီမှာ factorize လုပ်လို့မရပါဘူးဒီကောင်က factorize လုပ်လို့ရပါတယ် factorize လုပ်လို့ရတဲ့ပုံမှာမူတည်ပြီးတော့မှဆရာတို့က factorize လုပ်လို့ရတယ်ဆိုရင်သူ့ကို partial fraction method လေးနဲ့တွက်ပေးပါမယ်ဟုတ်ပြီနော်အဲ့တော့ factorize လုပ်လို့ရတယ်ဆိုရင်ဆရာတို့ဗာလေးနဲ့တွက်မလဲဆိုတော့ partial fraction method လေးနဲ့တွက်ပေးပါမယ်နော်ကဲအောက်မှာနောက်တစ်ခုဒါ constant ဒါကတော့တိတာထင်ရှားတဲ့မေးခွန်းတစ်ခုပါ။ဘာကြောင့်လဲဆိုတော့ဆရာတို့အပေါ်က h ရတယ်ပေါ့နော် h ရှိတယ်။အောက်က h square minus 9နှစ်ခုစလုံးကဆရာတို့ factorize လုပ်လို့ရပါတယ်။ integral h by h square minus 9 dh နောက်တစ်ခုက integral 1 by h square minus 9 dh ပါ။နှစ်ခုစလုံးကတော့ဆရာတို့ကfactorize လုပ်လို့ရပါတယ်ပိုင်းကြီးတွေက h square minus 9ဆိုတော့အပေါင်းတစ်ခုinto 8 + 3 တစ်ခု 8 minus 3တစ်ခုနဲ့ရပါမယ်။ဒါပေမဲ့အရှိရပု္ပ္ပစာအောက်ကကောင် differentiate လုပ်တော့ဆရာတို့က h square minus 9ကို differentiate လုပ် 2h
ရပါမယ် 2h dh ပေါ့နော် 2h dh ရမယ်အဲ့ဒီနေရာမှာဆရာတို့က h dh နေရာမှာအစားထိုးလို့ရတယ်ဘာကြောင့်လဲဆိုတော့2ကိုဟိုဘက်ကပို့လိုက်တဲ့အခါမှာ h dh နေရာမှာဆရာတို့ 1/2 du ဆိုပြီးအစားထိုးလို့ရတယ်အောက်က u ဖြစ်သွားမယ်ဟုတ်ပြီနော်ဒီဘက်ချမ်းမှာကျတော့ဆရာတို့ကa square minus 9ကို differentiate လို့တော့ 2h ရပါတယ်2h ရတဲ့အခါမှာပြဿနာကဘာလဲဆိုတော့အပေါ်မှာအစားထိုးရမရှိပါဘူးဒါကြောင့်မလို့ဒီဘက်ကကောင်ဆရာတို့က partial fraction method နဲ့သုံးရမယ် partial fraction method နဲ့သုံးတဲ့အခါမှာ1 by ဆရာတို့ဘာရမလဲဆိုတော့ 8 plus 3 တကွင်းရယ် h minus 3 တကွင်းရယ်ပေါ့နော်ဒီလိုပုံစံလာမယ်ဒါဆိုရင်ဆရာတို့ကနှစ်ခုရှိမယ် a by အောက်က h plus 3 plus b by h minus 3ဒီလိုလာပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုလာပြီးတော့ဆရာတို့ဟလာ integral လုပ်လိုက်ရင်ရပါပြီနော်ဒါလေးကတော့ဆရာတို့ဟလာ substitution နဲ့ partial fraction စားထားတာမြင်တိုင်း partial fraction မဟုတ်တယ်လို့ substitution လည်းမဟုတ်ပါဘူးဒါလေးသိဖို့လိုပါတယ်ကဲဒီမှာဆရာတို့က higher degree ဆိုပြီးတော့ topic ဖွဲ့ပေးထားပါတယ် higher degree အဲ့တော့ higher degree ဆိုတာကဒီနေရာမှာ integral လုပ်တဲ့အခါမှာဆရာတို့ကြည့်လိုက်မယ်ဆိုရင် power လေးပါပါတယ်h2 plus 1ကိုဆရာတို့အောက်ကပိုင်းကြီးကဆရာတို့ factorize လုပ်လို့မရပါဘူးဟုတ်ပြီနော် factorize ခွဲလို့မရပါဘူးခွဲလို့မရတဲ့အခါမှာဆရာတို့အောက်ကကောင် differentiate လို့အပေါ်ကောင်လေးရတယ် substitution method သုံးပါမယ်နံပါတ် b မှာကျတော့ 1/h2 minus 8အောက်ကကောင်ဆရာတို့ခွဲလို့ရပါတယ်ဘယ်လိုခွဲလို့ရတာလဲဆိုရင်ဆရာတို့က h2 minus h မှာ h ကိုပုံထုတ်ရင် h square minus 1ပါဟုတ်ပြီနော်အဲ့ဒီမှာ h မှာအပေါင်းတစ်ကွင်းရမယ်ပြီးတော့အနှုတ်တစ်ကွင်းရပါမယ်ဒီလိုခွဲပါမယ်အဲ့ဒီမှာဆရာတို့ဒါကတစ်ခုဒါကတစ်ခုဒါကတစ်ခုပိုင်းကြီးသုံးခုဒီမှာခွဲပြထားပါတယ် a ရယ် b ရယ် c ရယ်ပါဟုတ်ပြီနော်အဲ့ဒီကောင်ကိုဆရာတို့က partial fraction လေးနဲ့တွက်ပြရပါမယ်ကဲနောက်ထပ်4ဒီ form မှာကျတော့ trigonometric တွေကိုသွားပါမယ်အောက်မှာ sin h လို့ရေးထားပါတယ်အဲ့တော့sorry အရှိတစ်ခုက sin h by integral ဆရာတို့ sin h by 1 plus cos square h dh ပါဟုတ်ပြီနော်အဲ့တော့ sin h by 1 plus cos square h dh လို့ရေးထားပါတယ်အဲ့တော့ဒီနေရာမှာဆိုရင်ဆရာတို့ကအောက်ကကောင်ကို differentiate လုပ်မယ်1 plus cos square h ကို differentiate လုပ်လိုက်ရင်တော့ပြဿနာရှိပါတယ်။ဘာရှိလဲဆိုတော့1 plus cos square h ကို differentiate လုပ်ရင်1ကတော့0ဖြစ်သွားမယ်။ cos square က power ပါလို့ကြောင့် power ရှိကြ power တိလျှော့ cos ကို differentiate လုပ်ရမယ်။အဲ့တော့ minus sin ပေါ့။ဒါဆိုရင်တော့ဆရာတို့ဒီအပေါ်မှာ substitution လုပ်ဖို့မရပါဘူး။အဲ့တော့ဒီနေရာမှာဆရာတို့ကအလွယ်ဘယ်လိုမှတ်လဲဆိုတော့ power များတဲ့ကောင်ကိုယူထားပါတယ်။ cos square h မှာ cos ကိုယူထားပါမယ်။ cos ကို differentiate လုပ်ရင် sin h ရပါမယ်။အဲ့ဒါဆိုအပေါ်မှာ substitution လုပ်လို့ရမယ်။အောက်မှာက1 plus u square ဖြစ်သွားပါမယ်ဟုတ်ပြီနော်အဲ့တော့အောက်မှာက1 by 1 plus u square ဒီလိုရပါမယ်ဟုတ်ပြီနော်ပြီးတော့ integral ဆရာတို့ဗာရမလဲ dh နော်ဒါလေးကိုဆရာတို့ integral ဆက်လုပ်ပေးရပါမယ်အဲ့တော့နောက်တစ်ခုပေါ့နော်နောက်တစ်ခုနံပါတ် 4b 4b မှာလည်းအဲ့တိုင်းပါပဲဆရာအောက်ကောင် differentiate လုပ်လို့အပေါ်ကောင်မရပါဘူးမရတဲ့အပြင်မရဘူးပေါ့နော်ဒါပေမဲ့အောက်မှာ sin square sin အဲ့တော့နှစ်ထပ်ကဏ္ဍဆိုရင်ဆရာတို့ factorize လုပ်လို့ရတယ်အဲ့တော့အဓိကကဆရာတို့ဟလာ partial fraction နဲ့ဟုတ်ပြီနော်အဲ့တော့ partial fraction နဲ့ဆရာတို့တွေက substitution နဲ့ကဟလာ different အောက်ကကောင် differentiate လုပ်လို့အပေါ်ကောင်ရတယ်ဒါဆိုရင်တော့ဆရာတို့ဘာဖြစ်သွားပြီလဲဆိုတော့ substitution method သုံးလို့ရမယ်အဲ့ဒီခါလေးကြာရင်တော့ဆရာတို့ကသတိလေးချက်ထားမှာကအောက်ကကောင်က factorize လုပ်လို့ရတဲ့အခါမျိုးလေးဆိုရင်တော့ partial fraction လေးသုံးလို့ရပါမယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုအဲ့တော့ repeated linear function เนาะ linear function ဆိုတာကဆရာတို့ h power ထပ်ကိန်းနေနဲ့ဟလာเนาะ straight line ဆွဲတဲ့ function တွေကိုပြောတာပါအဲ့တော့အပေါ်ကနံပါတ် a က 2a plus 5ပြောရင် the whole cube လို့ပေးထားပါတယ် 2a plus 5 the whole cube ဆိုတော့အဲ့ဒီအောက်ကကောင်ကြီးပိုင်းကြီးတစ်ခုလုံး differentiate လုပ်မယ်ဆိုရင်တော့အပေါ်ကကောင်မရပါဘူးဒါပေမဲ့ 2a plus 5ကို differentiate လုပ်မယ်ဆိုရင်တော့2ရပါတယ်2ရတဲ့အတွက်ကြောင့်မလို့ဆရာတို့အဲ့နေရာမှာ 2a plus 5ကိုယူထားလိုက်ရင်1 by u2 ဖြစ်သွားမယ် u2 အပေါ်တင်မဲ့ u power -3 ရမယ်ဟုတ်ပြီနော်အဲ့ဒါနဲ့ integral လုပ်လို့ရမယ်ဟုတ်ပြီနော်2ကတော့2ထပ်ပြီးတော့ဟိုဘက်မှာ1 by 2အနေနဲ့သွားပါမယ်နံပါတ် 5b ကကြတော့ 8 plus 1 by ပြီးသွားရင်ဆရာတို့က 8 plus 1 by h into h minus 2 the whole square dh ပါဒါဆိုရင်တော့ဆရာတို့ကအောက်ကကောင်က factorize လုပ်လို့ရပါတယ် h ရဲ့ h minus 2 square ရဲ့h minus 2 square ပါလာပြီဆိုရင်ဆရာတို့ကတစ်ကွင်းတစ်ခုရဲ့နှစ်ထပ်ကိန်းတစ်ခုရဲ့အဲ့လိုခွဲပါတယ်ဟ
ဟုတ်ပြီနော်အရှိက h ကတော့ h ပါပဲပြီးတော့မှအဲ့ကောင်ကနေပြီးတော့ partial fraction လေးနဲ့ဆက်တွက်ပြီးရပါမယ်ရမယ်နော်အခုပု္ပ္ပစာလေးနဲ့ဆရာတို့ကဟလာဘယ်လိုပုံစံမျိုးခွဲခြားလို့ရလဲဆိုတာလေးကိုကြည့်လို့ရပါတယ်အဲ့တိုင်းပဲဒီမှာဘာတွေဆရာတို့ရှိသေးလဲဆိုတော့ integral မှာအပိုင်းလေးတွေခွဲပြထားပါတယ်အဲ့တော့ဒီမှာဆရာတို့ပထမဆုံးနံပါတ်1တစ်ကနေပြီးတော့36ပေါ့နော်ဒါတွေအကုန်လုံးကဆရာတို့ဘာတွေသုံးရမလဲဆိုတော့ formula တွေသုံးရမယ်ဟုတ်ပြီနော် formula သုံးရမယ် exercise 10.1 ပုံစံမျိုးပေါ့နော်ဆရာတို့ formula သုံးရမယ်ပြီးသွားတဲ့အခါမှာဆရာတို့ product to sum formula လေးသုံးပေးရမယ်ပေါ့နော်ဒါဆိုရင်36တိတွက်လို့ရပါတယ် substitution method တီးတန့်ပါဒီနေရာမှာ substitution method တီးတန့်ကြီးပဲဆရာတို့ပု္ပ္ပစာပေးထားပါတယ်ဟုတ်လားဗရန်ပုတ်ပေးထားလဲဆိုတော့မှကြည့်လိုက်မယ်နော်အပုတ်40ပေးထားပါတယ် substitution method ကြီးပဲကဲဟုတ်ပြီအဲ့တော့ဒီနေရာမှာတစ်ခုချင်းစီတစ်ချက်ချင်းစီလေ့လာကြည့်ပါအဲ့တော့ခေါင်းစဉ်ရ substitution method လို့တွက်ထားတာတက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင် substitution method နဲ့ပဲတွက်ဖို့တွက်ရမယ်အဲ့ဒါဆိုရင်ဘယ်ကောင်ကယူထားလို့ရလဲဘယ်ကောင်ယူရမှာလဲဆိုတာလေးကိုသိဖို့လိုပါတယ်ဟုတ်ပြီနော်အဲ့တော့ substitution method မှာဆိုရင်သတိထားမယ်ဟလာတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဒီနေရာမှာဆရာတို့sin 2h တို့ cos 2h တို့ဒါဆိုရင်တော့ substitution method သုံးရပါတယ်ဟုတ်ပြီနော်အဲ့လိုမဟုတ်ဘဲနဲ့ဆရာတို့ square တွေပါတဲ့ဟာရှိပါတယ်ဟုတ်ပြီနော်ဒီမှာပြရောက်ပါမယ်sin ထားလိုက်တော့ sin square တို့ cos square တို့ sin square တို့ cos square တို့တည်တန်းဆိုရင်တော့ဆရာတို့တွေက formula လေးနဲ့ product to sum လေးနဲ့သုံးပေးရပါတယ်ပြီးတဲ့အခါမှာ power များတဲ့ကောင်ဆိုတာကဆရာတို့ဒီနေရာမှာ power ပါတဲ့ကောင်ပေါ့နော်အဲ့တော့ square root of 1 minus h square ဒီလိုပုံစံမျိုးဆိုရင်တော့ဆရာတို့က u ကို root ထဲမှာရှိတဲ့1 minus h ကိုထားပေးရပါတယ်အလွယ်ပြောရင်တော့ root ထဲမှာရှိတဲ့ကောင်ယူထားတာဆရာတို့ပုံစံတော်များများတွက်လို့ရပါတယ်ကြည့်ကြည့်ပါနော်ဒီမှာရှိတဲ့ root တွေထဲမှာရှိတဲ့ကောင်တွေကိုဆရာတို့ကယူထားပြီးတော့ပုံစံတွေတွက်ထုတ်လို့ရပါတယ်ပြီးတဲ့အခါမှာဆရာတို့ကဒီနေရာမှာဒီပုံစံလေးအတွက်ဆိုရင်ဘာလို့လဲဆရာတို့ကd/dh root h ကို differentiate လုပ်ရင်အမြန်ရတဲ့ပုံသင်နည်းပေါ့နော် 1/2 root h အမြန်ရတဲ့ပုံသင်နည်းဆိုတာအဆင့်ကျော်ပြီးကိုယ့်အကိုမှတ်ထားတာပေါ့နော်ဒီလိုလေးသာမှတ်ထားမယ်ဆိုရင်ဆရာတို့ကအထဲထဲက root h ကို differentiate လုပ်လိုက်တဲ့အခါမှာ1 plus root h ကိုဆရာတို့က power သဘောပေါက် 1/3 ပါတဲ့အတွက်ကြောင့်1 plus root h ကိုဆရာတို့ယူထားပါမယ်ယူထားပြီးတဲ့အခါမှာဆရာတို့ဘာလုပ်မလဲဆိုတော့1/2 root h ဆိုပြီးတော့root h ကို differentiate လုပ်မယ်1 and 0ပေါ့နော် root h ကို differentiate လုပ်ရင်1/2 root h ဆိုပြီးရပါမယ်ဟုတ်ပြီနော်အဲ့တော့ root တွေပါတာဒါလေးက substitution method ပြီးတဲ့အခါမှာ bind back တွေကိုလေ့လာကြည့်ပါ bind back မလေ့လာခင်မှာဆရာတို့က LIA TE ဆိုတာလေးကိုသိရပါမယ်အဲ့ဒါတွေကယူထားဖို့အတွက်အဆင့်လိုက်ပါပြီးတဲ့အခါမှာပုံသင်ဒီ integral UDV equal to UV minus integral BDU ဒါလေးသိရပါမယ်ဒီပု္ပ္ပစာလေးတွေကိုလိုက်ပြီးလေ့လာတဲ့အခါမှာဆရာတို့က function တွေက tree law တွေဟုတ်ပြီနော်ပြီးတော့ algebra tree ကို exponential အဲ့ဒါမျိုးလေးတွေနဲ့ရှုပ်နေပါလိမ့်မယ်ရောနေမှာပေါ့နော်အဲ့ဒါလေးကိုတစ်စင်းချင်းနေလုပ်ပါဒါလေးကြရင်ဆရာတို့က integral လုပ်လို့မရတဲ့အနေအထားမျိုးတစ်ခုပြန်ကြံလာပြီဆိုရင် bind back ကိုနှစ်ခါတွက်ပြီးနှစ်ခါသုံးပြီးတော့တွက်ကပါမယ် partial fraction မှာဆိုရင်ဆရာတို့အောက်မှာ factorize လုပ်လို့ရလားကြည့်ကြည့်ပါဒီမှာတော့ဆရာတို့ factorize လုပ်လို့ရတဲ့ gain တွေကြီးပဲပေးထားတယ်အဲ့ဒါမှလည်း partial fraction ရမှာပါဟုတ်ပြီနော် factorize လုပ်လို့ရတဲ့ gain တွေပဲပေးထားပါတယ် partial fraction ကတော့လွယ်ပါတယ်နော်ကဲဟုတ်ပြီဒီနေရာမှာ extra question အနေနဲ့မေးခွန်းတွေထပ်ပြီးပေးထားပါတယ်အဲ့ဒီမေးခွန်းတွေထဲမှာဆရာတို့က11ကနေ15ထိရှိတဲ့မေးခွန်းဒီမေးခွန်းလေးတွေကဘယ်ကမေးခွန်းလေးတွေလဲဆိုတော့သူက3မှတ်တမ်းလေးတွေမေးကြပါတယ် question type ပုံစံမျိုးလေးနေပေါ့နော်အဲ့တော့ဒါလေးတွေကိုလည်းဆရာတို့ကရဖို့လိုပါတယ်အဲ့တော့အဓိကကဆရာတို့က integration နဲ့ differentiation မှာပြောင်းပြန်သွားတယ်ပေါ့သဘောတရားက y ကို y ပလိုင်းလုပ်မယ်ဆိုရင်ဆရာတို့ဘာလုပ်မလဲဆိုတော့ differentiate လုပ်ပါမယ် d/dh ပေါ့ y ပလိုင်းကနေပြီးတော့ y ကိုပြန်သွားမယ်ဆိုရင်ဆရာတို့က integration လုပ်တယ်ပေါ့နော်အဲ့ဒီသဘောနဲ့ဆရာတို့က bracket နဲ့ပြန်သွားပြီးတော့ f4h မူရင်း function f4h တွေ g/h တွေကိုရှာပေးရတဲ့ပုံစံတွေပါကြည့်ရမယ်နော်